တခါကရွာတရွာမှာကံအကြောင်းကိုသူများထပ်ပို့ပြီးနားလဲတယ်လို့ကိုယ့်ကိုယုံကြည်နေတဲ့လူတယောက်ရှိခဲ့ကိုပါတယ်။ဒါပေမဲ့ထူးဆန်းတာကသူ့ရဲ့ဘဝကဘယ်တော့မှရှေ့ကိုမတိုးတက်လာခဲ့ဘူး။တခုခုအဆင်မပြေဖြစ်တာသူကအမြဲပြောလေးရှိတယ်။ဒါငါကံပေါ်လေရဲ့။စိုက်ခင်းတွေပျက်စီးသွားလဲကံပဲ။စီးပွားရေးအဆင်မပြေဖြစ်တယ်ဒါလည်းကံပဲ။ဖျားနာလာပြန်တော့လေကံကြောင့်ပေါ့။သူကဒါကိုအေးအေးဆေးဆေးပဲပြောတတ်တယ်။သူ့ကိုယ်သူလည်းတရားသဘောကိုနားလည်တဲ့ပညာရှိတယောက်လိုထင်နေခဲ့တာပေါ့။ဒါပေမဲ့သူကိုယ်တိုင်တော့တတိမထားမိလိုက်ပဲသူ့ရဲ့ဘဝဟာတဖြည်းဖြည်းနဲ့ရပ်တန့်သွားခဲ့ပါတယ်။ခြံစည်းပြတ်သွားလဲသူမပြေဘူး။မိုးရွာလာလဲသူဒီတိုင်းပဲစောင့်နေတယ်။အခွင့်အရေးကောင်းတွေကျုံလာရင်တော့သူကလှုပ်ပေးလိုက်တယ်။ဒါကအရင်တည်းကရေးမှတ်ထားပြီးသားကံတရားပါပဲလို့တိုးတိုးလေးရေးရွတ်နေတတ်တာပေါ့။ရွာသားတွေကတော့သူ့ရဲ့သိခံနိုင်မှုကိုကြည့်ပြီးအားကြကြတာပေါ့။သူကတကယ်ကိုစိတ်ရှည်တဲ့သူပဲ။သူကတရားသဘောကိုနားလည်တဲ့သူပဲလို့ချီးမွမ်းကြတာပေါ့။ဒါပေမဲ့တနေ့မှာတော့ရွာကိုလှည့်လည်ကြွချီလာတဲ့ဆရာတော်တစ်ပါးနဲ့သူဆုံးဖြစ်ခဲ့တယ်။သူကဆရာတော်ကိုဥချပြီးရှောက်ထားလိုက်တာကအရှင်ဘုရားတပည့်တော်ရဲ့ဘဝကအတိတ်ကံတွေကြောင့်အရန်ခက်ခဲနေပါတယ်။တပည့်တော်ဘာမှမတတ်နိုင်တော့ပါဘူးဖေဟာတဲ့။ဆရာတော်ကသူ့ကိုညင်းလည်းမညင်းဘူး။ကန့်ကွက်တာလည်းမလုပ်ပါဘူး။ဆရာတော်ကမေခွန်းလေးတစ်ခုပဲပြန်မေးခဲ့ပါတယ်။ကံတရားကတကားကြီးကိုအခုဒီအချိန်ဒီနေရာအထိခေါ်ဆောင်လာခဲ့တယ်ဆိုရင်နောက်ထပ်လာမယ့်နေ့တစ်မှာတကားကြီးဘာလုပ်မလဲဆိုတာကိုဘယ်သူကဆုံးဖြတ်မှာလဲတဲ့။သူ့စကားလုံးတွေပျောက်ရှသွားတယ်။တိတ်ဆိတ်သွားတယ်။ဆရာတော်ကဆက်ပြီးမိန့်ကြားတာကတော့အတိတ်ကံဆိုတာကတော့တကားကြီးစိုက်ပျိုးရမယ့်လယ်ကွင်းပြင်ကြီးကိုပေးထားတာပါ။အခုလက်ရှိမှာစေတနာနဲ့မျိုးစေ့ချဖို့ကတော့တကားကြီးရဲ့အလုပ်ပဲပေါ့တဲ့။ဒီစကားလုံးတွေကရိုးရှင်းပေမဲ့သူ့ရဲ့ရင်ထဲကနေဘလို့မှအထွက်မသွားတော့ဘူး။အဲ့ဒီညမှာသူအိတ်လို့မရခဲ့ဘူး။ပြီးတော့သူတကယ်အမှန်တရားတစ်ခုကိုသဘောပေါက်သွားခဲ့တယ်။သူဟာကံကိုလက်ခံနေတာမဟုတ်ပဲကံရဲ့နောက်ွယ်မှာပုံအောင်နေခဲ့တာပဲဖြစ်ပါတယ်။နောက်တနေ့မနက်မှာတော့ဘာမှထူးထူးခြားခြားကြီးပြောင်းလဲမသွားပါဘူး။ကောင်းကင်ကနေနတ်တကြားတွေဆင်းပြီးတော့လဲကူညီတာမျိုးမဟုတ်ပါဘူး။ဒါပေမဲ့သူပြက်နေတဲ့ခြံစည်းရိုးကိုစတင်ပြင်ဆင်တယ်။မျိုးစေ့လေးတွေကိုတဒန်းချင်းစိုက်ပျိုးတယ်။အိမ်နီးချင်းတွေကိုရေကူခတ်ပေးတယ်။ဒါတွေကသေးငယ်တဲ့အလုပ်လေးတွေပါ။ဒါဟာကံတရားကိုစန့်ကျင်တာမဟုတ်ဘူး။ကံတရားရဲ့ဘောင်အတွင်းကနေသူစတင်လှုပ်ရှားလိုက်တာပဲဖြစ်ပါတယ်။နှစ်တွေကြာလာတဲ့အခါမှာသူ့ဘဝတာမန်မှာပဲဒါပေမဲ့ရေခဲရိုက်ထားသလိုရက်တက်မနေတော့ဘူးပေါ့သူအခုတော့သဘောပေါက်သွားခဲ့ပါပြီကံတရားကလမ်းမကြီးကိုဖန်တီးပေးခြင်းပေးနိုင်လိမ့်မယ်ဒါပေမဲ့အဲ့ဒီလမ်းပေါ်မှာရှောက်ဖို့ကတော့ကိုယ့်ရဲ့ရွေးချယ်မှုပဲဖြစ်တယ်ဆိုတာကိုပေါ့